စပင်းမကျွတ်ဖို့နဲ့ကျွတ်တာတွေရောဖို့အတွက်ဘယ်အချက်တွေနဲ့ထိန်းသိမ်းကြမလဲနံပါတ်1 balance diet အစာအာဟာရပြည့်ဝမျှတပါစေတနေ့တာလိုအပ်မဲ့အစားအသောက်ပမာဏကိုရှေ့မှာပြောခဲ့တဲ့အတိုင်းသိကြပြီးပြီဆိုတော့ဒီအတိုင်းလိုက်နာစားသုံးပေးဖို့မမေ့ပါနဲ့နော်နံပါတ်2ဥယျာဉ်ပြားဆွတ်ဖို့ထိန်းသိမ်းမယ်ဥယျာဉ်ပြားကိုနှိမ့်နေပေးမယ်ဥယျာဉ်ပြားကျန်းမာမှာစံချင်မြင်အိတ်ကလေးတွေအစိုးရရနေမှသာစံသားကျန်းမာလာတာဆိုတော့ခေါင်းလျှော်တဲ့အခါတိုင်းမှာဥယျာဉ်ပြားကိုလက်ချောင်းထိပ်ဖြားလေးတွေနဲ့အသာရနှိမ့်နေပေးပါဒါကဥကောင်းသွေးလက်ပံမှုအားကောင်းစေပြီးသပင်အသစ်ပေါက်ဖို့လည်းအားဖြစ်စေပါတယ်နော်ခေါင်းလျှော်ပြီးရဲ့အခါဥယျာဉ်ပြားကျန်းမာစေမဲ့တန်လွင်စီအုံးစီ rosemary အစီအစရှိရဲ့အစီတစ်မျိုးမျိုးကိုလိမ့်ပေးရင်အသာအရာနှိမ့်နေပြီးစိတ်ဝင်စေဖို့လည်းမမေ့ရပါဘူးနော်